ကိုရခဲ့တဲ့အမြတ်တွေကိုသုံးခဲ့တဲ့ strategy တွေပေါ့နော်ဒါတွေကိုအပတ်စဉ်နေ့စဉ်ပေါ့နော်ဘယ်လိုမျိုး record လုပ်ရမလဲဆိုတာကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Chinese Main Channel အနေနဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့အောက်တိုဘာလ2025ခုနှစ်ရဲ့26ရက်နေ့ပေါ့နော် week number အဖြစ်44ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ option trading ပြုလုပ်တဲ့လူတွေအတွက်ပေါ့နော်ဒီ option trading နဲ့ပတ်သက်ပြီးတော့ကို trade လုပ်ခဲ့တဲ့ဒီ ticker တွေပေါ့နော်ကိုရခဲ့တဲ့အမြတ်တွေကိုသုံးခဲ့တဲ့ strategy တွေပေါ့နော်ဒါတွေကိုအပတ်စဉ်နေ့စဉ်ပေါ့နော်ဘယ်လိုမျိုး record လုပ်ရမလဲဆိုတာကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီ template လေးကိုကြတော့ကျွန်တော် description မှာ link လေးချပေးရမယ်ပေါ့နော်ဒီ link ကိုသွားပြီးသွားလို့ရှိရင်ကိုက download ဆွဲပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ Google Drive ထဲမှာပေါ့နော် Google Sheet မှာ upload ပြန်တင်ပြီးသွားလို့ရှိရင်တော့စပြီးတော့သုံးလို့ရပြီပေါ့နော်ဒီတိုင်းဆိုလို့ရှိရင်တော့သူက view mode ဖြစ်နေမှာပေါ့နော်ဒီ template လေးကတော့နာမည်လေးကတော့ဒီ option trading record 2025ဆိုပြီးတော့ကျွန်တော်နာမည်ပေးထားပါတယ်မိတ်ဆွေတို့အနေနဲ့ကိုကြိုက်တဲ့နာမည်လေးကိုဘာသာကို download လုပ်ပြီးပြန်တင်လို့ရှိရင်ပေးလို့ရပါတယ်ဒီ template မှာပါမယ့် sheet ကတော့3ခုရှိပါတယ်ပထမတစ်ခုကတော့ deposit နဲ့ withdraw ပေါ့နော် deposit နဲ့ withdraw ဘယ်လောက်လုပ်ခဲ့လဲဘယ်နှကြိမ်လုပ်ခဲ့လဲပေါ့နော်ဘယ်နေ့ date တွေမှာလုပ်ခဲ့လဲဆိုတာရယ်ဒုတိယတစ်ခုကတော့ dashboard ဖြစ်ပါတယ်ဒီ dashboard ကကြတော့ဒီနောက်ဆုံးတစ်ခုပေါ့နော် option 2025ဆိုတဲ့ sheet ကနေပြီးတော့ formula ချိန်ထားတာပေါ့နော်ကဲအဲ့ဒါဆိုလို့ရှိရင်ဘယ်လိုမျိုး record လုပ်ရမလဲဆိုတာကိုအသေးစိတ်လေးစလိုက်ကြအောင်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်အခုဒီပုံစံအတိုင်းလေးပဲကျွန်တော်ထည့်ပေးထားပါမယ်download လုပ်လို့ရှိရင်လည်းဒီပုံစံတိုင်းပဲဖြစ်မှာပဲအခုဒီမှာပေါ့နော် F column မှာရှိတယ် F1 မှာဆိုလို့ရှိရင်ကိုယ်အနေနဲ့ဒါ trading ကို account တွေကိုစပြီးတော့ငွေဘယ်လောက်စထည့်လိုက်လဲပေါ့ဥပမာဒေါ်လာ1000ဆိုလဲ1000ပေါ့နော်1000ဆိုရင်1000ရိုက်ထည့်လိုက်မယ်ပြီးသွားလို့ရှိရင် beginning date ဆိုကြပါစို့ beginning date ကမိတ်ဆွေတို့အနေနဲ့အောက်တိုဘာ1ရက်နေ့မှာစပြီးတော့ trading account တွေကိုစထည့်ပြီးတော့ကိုက trade စလုပ်ပြီး option trading စလုပ်ပြီးဆိုလို့ရှိရင်1ရက်နေ့အောက်တိုဘာဆိုပြီးတော့စပြီးတော့သတ်မှတ်လို့ရပါတယ်ဒုတိယတစ်ခုကတော့ဒါ today ပေါ့နော် today ဆိုတာကတော့ဒါဘာမှထည့်ကြမလို့ပေါ့နော်ဒါ auto formula ထည့်ပေးထားပါတယ်ဒီမှာဆိုလို့ရှိရင်ဒါ date difference ပေါ့နော် date difference ကကြတော့ကိုစတင်ခဲ့တဲ့နေ့ကနေပြီးတော့ဒီနေ့ရောက်နေတဲ့အထိဆိုလို့ရှိရင်ဘယ်နှစ်ရက်လောက် trading လုပ်ပြီးပြီလဲပေါ့နော်ဒီသဘောဖြစ်ပါတယ်ဒီဘက် G1 မှာရှိတဲ့ amount လေးပေါ့နော်2828.85ကြတော့ formula auto ချိန်ထားပြီးဖြစ်ပါတယ်သူ့ရဲ့ formula ကတော့အောက်ကဒီ option trade record မှာရှိတဲ့ n column တိုင်တွေအားလုံးကိုပေါင်းထားခြင်းဖြစ်ပါတယ်ဒီတကယ်လို့ပေါ့နော်မိတ်ဆွေတို့အနေနဲ့ဒီ column ပေါင်းထားတဲ့အချိန်ကဒီမှာဆိုလို့ရှိရင်row number 69အထိပဲပေါ့နော်တကယ်လို့သင်ကrow number အများကြီးဖြစ်သွားမှာပေါ့နော်150အထိဖြစ်သွားတယ်ဆိုလို့ရှိရင်လည်းဒါဆွဲချလိုက်ပေါ့နော်ဒီ n မှာဆိုလို့ရှိရင်လည်း150ရိုက်လိုက်ပေါ့နော်ကိုရှိတဲ့လောက်ပေါင်းလို့ရပါတယ်နောက်တစ်ခုကတော့ G2 မှာကျတော့ဒါ average profit per day ပေါ့နော်ဒါ total profit ရခဲ့တဲ့ပေါ့နော် profit ပေါ့ realized profit ကို trading လုပ်လာတဲ့နေ့တွေအားလုံးနဲ့စားလိုက်လို့ရှိရင်တစ်နေ့မှာဆိုလို့ရှိရင်ဘယ်လောက် profit ရလဲပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဒါဒီ figure စီနံပါတ်တွေကတော့ဒါကျွန်တော် random ထည့်ထားတာပေါ့နော်113.15ဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ဒီအောက်ကိုဆက်ပြီးတော့လေ့လာကြည့်ကြအောင်ဒီအောက်မှာတော့ option trade record ဖြစ်ပါတယ်ပထမဆုံး A6 မှာကြတော့ serial number ပေါ့နော် serial number ကကိုက1ကနေစလဲရတယ်เนาะအဆင်ပြေတယ်လို့စလို့ရပါပေါ့နော်ဒါကိုကဲမိတ်ဆွေက week number 42မှာစရဲဆိုလို့ရှိရင်တော့1ပေါ့နော်ကိုကအရှိမှရှိသေးရဆိုလို့ရှိရင်လည်းအဆင်ပြေတယ်လို့လေးနံပါတ်လေးရွေးလို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ B8 ပေါ့နော် B8 ကကြတော့ဒါ entry date ကိုပေါ့နော်ဆိုကြပါစို့ week number 42ကိုကျွန်တော်တို့ Google Calendar မှာကြည့်လိုက်မယ်ဆိုလို့ရှိရင် week number 42မှာဆိုလို့ရှိရင်အောက်တိုဘာလ23ရက်နေ့ကနေပြီးတော့အောက်တိုဘာလ18ရက်နေ့ထိရှိပါတယ်23ကနေ19ပေါ့နော် trading days ကဒီမှာဆိုလို့ရှိရင်ဒါဆိုမေးကြရှိတာဒီမှာဘာလို့15စက်တင်ဘာဖြစ်နေတာလဲဆိုလို့ရှိရင်ဒီ15စက်တင်ဘာ BBAI ကအရှိအပတ်တွေတုံးอ่ะပေါ့နော်ဒီ week number 40လို့41တို့မှာ trade ပေါ့နော်ဒီအရှိမှာ trade ထားတဲ့ဟာကိုကျွန်တော်ကပြန်ပိတ်ထားတာပေါ့နော်ကဲမိတ်ဆွေတို့ဟိုရှုပ်နေပါဆိုလို့ကျွန်တော်ဒီ row တွေကျွန်တော်ဖြတ်ပေးလိုက်ပါမယ်ဆိုကြပါစို့14ရက်နေ့အောက်တိုဘာเนาะ week number 42မှာရှိတဲ့14ရက်နေ့အောက်တိုဘာမှာကျွန်တော် entry တစ်ခု trade တစ်ခုစပြီးတော့ position တစ်ခုဖွင့်လိုက်တယ်
expiration date ကတော့24ရက်နေ့အောက်တိုဘာပေါ့နော်14ရက်နေ့အောက်တိုဘာမှာ position တစ်ခုဖွင့်တယ်24ရက်နေ့အောက်တိုဘာဆိုတော့နောက်အပတ်ပေါ့နော် week number 43နောက်အပတ်တောက်ကြနေ့မှာကုန်မဲ့ option ဖြစ်ပါတယ် option တိုင်းကတော့တောက်ကြနေ့တိုင်းကုန်ပါတယ် index option တွေကတော့တနည်းတစ်ချိန်ကုန်ပါတယ်ဒါကတော့တခြား index option မဟုတ်ဘဲတခြား option trader ဖြစ်တဲ့ကြောင့်မလို့သူက every friday ကုန်တယ်ပေါ့နော်ကျွန်တော်ကဒါ14ရက်18ရက်နေ့မရွေးပဲねကျွန်တော် expiration date ကို24ထားလိုက်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာ DTE ဆိုတာကြတော့ day to expiration ပေါ့နော် day to expiration ကတော့ဒီ date နှစ်ခုရဲ့ခြားနာချက်ပေါ့ဒါဆိုရင်ဒီ option ရဲ့သက်တမ်းက10ရက်ဖြစ်ပါတယ်တကယ်လို့မိတ်ဆွေက option က composition ဖွင့်လိုက်ပြီဆိုလို့ရှိရင် expire မဖြစ်သေးဘူးဆိုလို့ရှိရင် no ကိုရွေးရမှာပေါ့နော်ဒီမှာလည်းအစိမ်းလေးပြနေတယ်ပေါ့အစိမ်းလေးပြနေဆိုတဲ့သဘောကတော့ဒါ active ဖြစ်နေရဆိုတဲ့သဘောဖြစ်ပါတယ်တကယ်လို့ expire ဖြစ်သွားပြီဆိုရင်တော့ yes ကိုရွေးပေါ့နော်ဒီမှာကတော့နောက်တစ်ခု F6 မှာကြတော့ဒါ ticker ရွေးရမှာပေါ့နော်ဒါကျွန်တော်က Sophie ကိုထည့်ထားတာပေါ့နော်ဒီမှာဘယ်လိုထည့်လို့ရတကယ်လို့မိတ်ဆွေကဆိုကြပါစို့BBAI ပေါ့နော်ခုနဖြတ်လိုက်တဲ့ပုံစံမျိုး သူ့ရဲ့ ticker BBAI ဆိုလို့ရှိရင်ဒါလေးကို right click နေပြီး smart chip ထဲမှာ finance ဆိုတာလေးရွေးလိုက်ရင်သူ့ဘာသာသူ auto ဝင်သွားမှာပေါ့နော်ဘာလေးလာပြမလဲဆိုလို့ရှိရင် BBAI ဒီ Big Bear AI Holding ပေါ့နော်ဒါဆိုလို့ရှိရင်အခုလက်ရှိဒါ Google Finance မှာပေါ့နော် data အရဆိုလို့ရှိရင် 7.05 ဖြစ်ပါတယ် current price က market capitalization က 3.1 billion dollar ဖြစ်ပါတယ်ဒါကိုleft click ပေါ့နော် double click နှစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်sorry ဒါကိုဒီဟာလေးပေါ့နော်ဒီမြားလေးပေါ့နော် view details ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့သူကဒီ BBAI နဲ့ပတ်သက်တဲ့ Google Finance ကဖော်ပြပေးတဲ့ဒီကိန်းဂဏန်းတွေနောက်ပြီးရင်ဒီ chart တွေပေါ့နော်သူ့ရဲ့သတင်းတွေနောက်ပြီးရင်သူ့ရဲ့ financial statement တွေပေါ့နော် cash flow တွေဒါလေးတွေကြာလာမှာပေါ့နော်ဒါအသေးစိတ်ကိုလေ့လာခြင်းလဲဆိုလို့ရှိရင်ဒါလေးလေ့လာလို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါ previous close လို့D range ကိုเนาะစသည်ဖြင့်တွားပြီးတော့လေ့လာလို့ရပါတယ်နောက်ထပ်တစ်ခု column တော့ဒါ strategy ပေါ့เนาะ strategy မှာဆိုလို့ရှိရင်မိတ်ဆွေကတကယ်လို့ CSP ပေါ့เนาะ cash secure put ပေါ့เนาะ put option ရောင်းတာတနည်းအားဖြင့်လဲ short put ပေါ့เนาะ put option short လုပ်တယ်ဆိုလို့ရှိရင်ဒါ CSP ရောင်းတယ်ဆိုရင် sell put ကိုရွေးလိုက်ပါတကယ်လို့မိတ်ဆွေက call option ရောင်းတယ်ဆိုလို့ရှိရင်တော့ call option ပေါ့เนาะကိုကတကယ်လို့ BBAI stockအဆောင်100ပိုင်လာရဲဆိုလို့ရှိရင် call option ရောင်းလို့ရပါတယ်နောက်တစ်ခါကျတော့ကျွန်တော်ဒီနှစ်ခုဖြတ်ဖို့မေ့သွားဆိုတော့ကျွန်တော်ခုထားဖြတ်ပေးလိုက်ပါမယ် buy back call okay ဒီမှာပေါ့နော်ကိုက option ရောင်းနေဆိုလို့ရှိရင် sell put call option ရောင်းနေဆိုရင် sell call เนาะcall option ဝယ်ရဆိုလို့ရှိရင် buy call put option ဝယ်ရဆိုလို့ရှိရင် buy put ပေါ့နော်ဒီဟာလေးတစ်ခုကတော့ဒါ debit option လေးပေါ့နော်ဒီအားကျတော့ဒီအပေါ်နှစ်ခုကကျတော့ဒါ credit တွေပေါ့နော်ဒီ CSP နဲ့ဒီဟာနဲ့လည်းတူတူပါပဲဒါလေးဖြတ်ပြလိုက်ပါမယ် okay ဒီမှာဆိုလို့ရှိရင်နောက်တစ်ခုကကြည့်ရမှာ buy to close ရယ် sell to open เนาะနောက်တစ်ခုက sell to close ရယ်sell to close မရှိပါဘူး sorry okayအဲ့ဒီမှာဆိုလို့ရှိရင် buy to close ဆိုလို့ရှိရင် position ဖွင့်ပြီးပြီဆိုလို့ရှိရင်ပြန်ပိတ်တာပေါ့နော် sell to open ကြတော့ပြန်ရောင်းပြီးတော့ပြန်ဖွင့်တာပေါ့နော်ဒါကိုအသေးသေးကျွန်တော်ပြင်ရှင်းပြပေးပါမယ်နောက်တစ်ခုကတော့ strike price ပေါ့နော်တကယ်လို့မိတ်ဆွေကဆိုကြပါစို့ strike price 25.5 ထားတယ်ပေါ့ဒီမှာ lot ပေါ့နော် lot ဆိုတာကြတော့ဒါcontract ပဲနဲ့ဆောင်လဲပေါ့ contract အဆောင်နှစ်ခုဆိုရင်2ပေါ့နော်တစ်ဆောင်ဆိုလို့ရှိရင်1ပေါ့နော်contract တစ်ဆောင်မှာဆိုလို့ရှိရင် share အဆောင်100ပါပါတယ်နှစ်ဆောင်ဆိုရင်တော့200ပေါ့နော်ဒီမှာကတော့1ဆိုတဲ့အတွက်ကြောင့်မလို့ဒါအဆောင်100ပါတယ်ပေါ့နော် contract တစ်ဆောင်မှာဆိုလို့ရှိရင် premium တန်ဖိုးကိုကြည့်ရမယ်ပေါ့နော် premium တန်ဖိုးက share တစ်ဆောင်ကိုတကယ်လို့ 0.9 ဒေါ်လာရတယ်ဆိုလို့ရှိရင် 0.9 ပေါ့နော်ဒီဘက် collected premium ကတော့ဒါ auto ချိတ်ထားပါတယ်ဒီ I column နဲ့ J column auto ချိတ်ထားပြီးသားပေါ့နော်ဘာမှလုပ်စရာမလိုပါဘူးဆိုတဲ့သဘောတရားဒီမှာဆိုလို့ရှိရင် contract တစ်ဆောင်ရောင်းလိုက်တဲ့အတွက်ကြောင့်မလို့ဒေါ်လာ90ရတယ်ပေါ့နော်ဒီမှာထည့်ရမယ့်ဈေးနှုန်းလေးကတော့ဒါ share တစ်ဆောင်ကိုဘယ်လောက်ရတယ်ဆိုတဲ့ဈေးနှုန်းထည့်ပေးရပါတယ်နောက်တစ်ခုက collateral ကကြတော့ဒီ CSP ရောင်းတယ် put option ရောင်းတဲ့အတွက်ကြောင့်မလို့ကိုယ်အနေနဲ့ cash ပေါ့နော် collateral ဘယ်လောက်ထားရမလဲဆိုတာကိုတွက်ထားပေးတာဖြစ်ပါတယ်ဒါတွေကဘာမှလုပ်စရာမလိုပေါ့နော်နောက်တစ်ခုကတော့ fees ပေါ့တကယ်လို့မိတ်ဆွေကအခု trade လုပ်လိုက်တယ်ဒါပေမဲ့ကိုယ်အနေနဲ့
trading account ထဲမှာ fees လာမပေါ်သေးဘူးဆိုလို့ရှိရင်ဒါ fees ကိုမထည့်နိုင်ဘူးပေါ့နော်ဆိုကြပါစို့ဒါမပေါ်သေးဘူးပေါ့ဒါဆိုရင် profit က90ဖြစ်ပါတယ်ဒီမှာဆိုရင် profit percentage နဲ့ auto တက်ထားပြီးဖြစ်ပါတယ်တကယ်လို့ဒီမှာ remarks ပေါ့နော်နောက်တစ်ခုက remarks မှာဆိုလို့ရှိရင်ကိုကဘာလုပ်လိုက်တာလဲဆိုလို့ရှိရင် strategy က CSV ရောင်းနေဆိုလဲ CSV ပေါ့နော်ခုနကနောက်နေ့ပေါ့နော်နောက်နေ့ရောက်လို့ရှိရင်တကယ်လို့ fees ကိုပေါ်ပြီဆိုလို့ရှိရင် training account ထဲကပေါ်လာတဲ့ fees ပေါ့ဖြစ်တယ် 1.19 ကိုထည့်လိုက်မယ်ဆိုလို့ရှိရင်เนาะသူရဲ့ profit က88.81ဖြစ်ပါတယ်ဒါပေမဲ့ဒီ88.81ကတော့ဒါ realize profit မဟုတ်သေးဘူးပေါ့เนาะတကယ်မြတ်သွားတာမဟုတ်သေးဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင် CSP ရောင်းတာသို့မဟုတ် put option ရောင်းတာဒါမှမဟုတ်လည်းတချို့ကြလဲ short put ပေါ့เนาะဒီလိုမျိုးရောင်းတာကြတော့ဒါ expire worthless ဖြစ်တာဒါမှမဟုတ်လို့ရှိရင်လည်း buy to close လုပ်ပြီးတော့ position ကိုပိတ်ပြီးတော့ profit ယူလိုက်တော့မှသာလေ amount တစ်ခုကဒါ realize ဖြစ်သွားတယ်လို့ပြောလို့ရပါတယ်ကဲနောက်တစ်ခုလေ့လာကြည့်ကြည့်အောင်နောက်တစ်ခုကဒီမှာဒီ Oracle ပေါ့ဒီ Oracle ရဲ့ CRCL ရဲ့ကိုမိတ်ဆွေတို့ခဏမိတာလိုက်ပေါ့နော်မိတ်ဆွေဒီဟာကိုခဏမိတာလိုက်ပေါ့ဒီကောင်လေးတွေနော်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်လေးတွေကဒါအရှိအပတ်တုံးကဖွင့်ခဲ့တဲ့ position ကိုအခုဒါပြန်ပိတ်တာဖြစ်ပါတယ်ဆိုကြပါတော့ Nvidia ပဲထားပါတော့နော် row number serial number 5မှာရှိတယ် row number 7မှာရှိတယ် Nvidia ကိုဖွင့်ထားတဲ့ဟောကြည့်လိုက်မယ်ဆိုလို့ရှိရင် entry date က15ရက်အောက်တိုဘာဖြစ်ပါတယ် expiration date က24ရက်နေ့အောက်တိုဘာဆိုတော့သူ formula အရဆိုလို့ရှိရင်တော့ဒါ9ရက်နေ့ဖြစ်ပါတယ်ပေါ့နော်တကယ်လို့ကိုက position စောက်ဖွင့်လိုက်ပြီဆိုရင်ဒါ expire ဖြစ်ပြီလားဆိုတော့မဖြစ်သေးဘူးပေါ့နော်အဲ့ဒါဆိုရင်တော့ no ယူလိုက်ရမယ် Nvidia ဆိုတော့ NVDA ဖြစ်ပါတယ်သူရဲ့ stock ticker ကCSP တစ်စောင်ရောင်းတဲ့အကြောင်းလို့ sell put ဖြစ်ပါတယ် strike price က189.5နဲ့တစ်စောင်ရောင်းလိုက်ပါတယ်ဒါဆိုလို့ရှိရင် share တစ်စောင်ကို3.1 ဒေါ်လာရပါတယ်ဒီမှာ auto ချိတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ share အဆောင်100သို့မဟုတ် contract တစ်ခုဆိုလို့ရှိရင်တော့စုစုပေါင်း premium 310ရသွားပါတယ်ဒီအတွက်ကို collateral အနေနဲ့ 18950 collateral ထားမှာဖြစ်ပါတယ်ဒါကတော့ခုနကျွန်တော်ရှင်းပြထားသလိုပေါ့နော်တကယ်လို့ကိုယ့်ရဲ့ trading account တွေမှာ fees ကိုချက်ချင်းသိရပြီဆိုလို့ရှိရင်လည်းချက်ချင်းထည့်လို့ရတယ်တကယ်လို့နောက်နေ့မှသိရတယ်ဆိုလို့ရှိရင်လည်းနောက်နေ့မှပေါ်လာတဲ့အမောင်ကိုကထည့်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာ310ရတယ်ဒါပေမဲ့fees 1.41နှုတ်လိုက်တော့308.59ပေါ့နော် profit percentage က 1.74ပေါ့နော်ဒါကကျွန်တော် CSP ရောင်းလာတာပေါ့ဟုတ်ပြီဒီ Nvidia ကိုကျွန်တော်တို့ကြည့်ကြည့်အောင်ခုနကကျွန်တော်က expiration date ကို24အောက်တိုဘာ week number 43ပေါ့နော်ဟုတ်ပြီဒီ week number 43ရောက်တယ်ပဲထားပါတော့เนาะ Nvidia ကိုကျွန်တော်ထင်တဲ့အတိုင်းဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော် position နဲ့ပိတ်မယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ရလဲဆိုလို့ရှိရင်မိတ်ဆွေတို့ ਨੇ ဒီဟာလေးတစ်ချက်ကြည့်လိုက်ပေါ့နော် rule number 24 serial number 19ပါဆိုလို့ရှိရင်ကျွန်တော်ကဘယ်လိုလုပ်လိုက်လဲဆိုရင်ဒီကနေပြီးတော့ဒီထီပေါ့နော်B စနစ်ကနေပြီးတော့ I စနစ်အထိကို copy လုပ်ပြီးတော့ထည့်လိုက်တယ်ပေါ့နော်ဒီအောက်မှာကျွန်တော်ထည့်လိုက်တယ်ဒီမှာထည့်လိုက်တယ်ပေါ့နော် row number 24ထဲမှာထည့်လိုက်တယ်သူကကြတော့ strategy ပြောင်းသွားပါတယ်အခု position ပိတ်မယ်ပေါ့နော်ကျွန်တော်အနေနဲ့အမြတ်ရလို့ပိတ်တော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော် bind to close ကိုယူလိုက်တယ်ပေါ့နော်ဒီမှာမေးစရာရှိတာအဝါရောင်လေးတွေကဘာကိုပြောတာလဲဆိုလို့ရှိရင် bind ဒီအားလုံးကျွန်တော်အဝါရောင်ရွှေ့တာပေါ့နော် bind ဆိုတဲ့ဒီ minus ကိုကျွန်တော်ပြချင်လို့ပေါ့နော်ကိုကဝယ်ပြီးတော့ပိတ်လိုက်တယ်ဆိုတော့ကိုကပတ်စံအမောက်တစ်ခုပေးပြီးတော့ပိတ်တာပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်း strike price ကတူတူပါပဲ189.5ပါပဲပေါ့နော်contract ကတစ်ခုဖြစ်တယ်သူက share တစ်စောင်ကိုကျွန်တော်3.48ပေးလိုက်တဲ့အတွက်ကြောင့်မလို့ share အဆောင်100ပေါ့နော် contract တစ်စောင်ဆိုလို့ရှိရင်$48ပေးလိုက်ရပါတယ်အဲ့ဒီတော့ဒီမှာ collateral တော့ဒီတိုင်းပါပဲ fees ကတော့ 1.18 ပေးလိုက်လို့ရှိရင်ကျွန်တော်အနေနဲ့ total ပေးလိုက်ရတာဒီကုန်ကျသွားတာဒီ$49.18ဖြစ်ပါတယ်ဒါကိုကျွန်တော် remarks ပေါ့နော်ဒီဟာကြီးတော့မကြည့်နဲ့ပေါ့နော် profit percentage ကိုတော့မကြည့်နဲ့ပေါ့နော်ဒီလိုမှတ်ရှင်တော့ရပါပေါ့နော်ဒါဆိုလို့ရှိရင်ဒါကျွန်တော်82%လောက်ကိုကျွန်တော် profit ယူပြီးပိတ်လိုက်တယ်လို့ပြောလို့ရပါပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် close position take profit ဖြစ်ပါတယ်ဒါပိတ်လိုက်တယ်ပေါ့နော် position ပိတ်လိုက်တယ်ဆိုရင်ကျွန်တော်ခုနရခဲ့တဲ့အမြတ်နဲ့ကျွန်တော်ပြန်ချင်းကြည့်မယ်ပေါ့နော်ဒီမှာဆိုရင်မိတ်ဆွေအနေနဲ့ဒီမှာ yes ပြောင်းလို့ရပြီပေါ့နော်ဒီမှာဆိုရင် yes ပြောင်းလို့ရပါပြီ no ကနေပြီးတော့ဒါ yes ကိုပြောင်းလိုက်တယ်ပေါ့နော်အခုဒီမှာဆိုရင် net profit ကိုကြည့်မယ်ဆိုရင်ပထမရခဲ့တဲ့338.59တဲကနေပြီးတော့ Nvidia ရဲ့49.18ကိုနှုတ်လိုက်မယ်ဆိုလို့ရှိရင်တော့
ဒီမှာပြတာပေါ့နော်259.4တစ်ပေါ့နော်ဒေါ်လာရသွားပြီဖြစ်ပါတယ်ဒါကတော့ realize profit ဖြစ်ပါတယ်နော်ဒါဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဒီစင်းရင်းလေးတွေထည့်တာကိုရမယ်ထင်ပါတယ်ဒါတော့ကျွန်တော်ဒါ put option ရောင်းတာကိုပြပြသွားတာပေါ့နော်မိတ်ဆွေအနေနဲ့ share အဆောင်100ကိုရှိပြီးသားဆိုလို့ရှိရင်လည်းတကယ်လို့ call option ရောင်းနေဆိုလို့call option ရောင်းနေဆိုလို့ရှိရင်လည်း call option ပေါ့နော်တကယ်လို့ call option ဝယ်တယ်ဆိုလည်း call option ပေါ့နော်ဒီလိုမျိုးထည့်လို့ရပါတယ်နောက်တစ်ခုကမိတ်ဆွေတို့ကျွန်တော်နည်းနည်းshare လေးလုပ်ပေးချင်တာဒါ calendar spread ပေါ့နော် calendar spread ဖြစ်ပါတယ်ဆိုကြပါစို့ calendar spread ကိုကျွန်တော်က SMCI ကိုကြည့်လိုက်အောင်ဒါ week number 42မှာရှိတဲ့ SMCI ဖြစ်ပါတယ် SMCI ကို entry date က15ရက်နေ့အောက်တိုဘာရယ်expiry date က24အောက်တိုဘာဖြစ်ပါတယ် day to expiration ကဒါ9ရက်ပေါ့နော် SMCI ရဲ့ဒီကာလေးကိုကျွန်တော်က position ဖွင့်လိုက်ပါတယ် SMCI ကတော့ super micro computer ဖြစ်ပါတယ်သူ့ကိုတော့ကျွန်တော် put option ပေါ့နော်ရောင်းလိုက်တယ်ပေါ့နော် CSP ရောင်းလိုက်တယ် strike price 50နဲ့2ဆောင်ရောင်းလိုက်ပါတယ် share တစ်ဆောင်ကို 1.36 နဲ့ဆိုတော့အဆောင်200အတွက်ဆိုလို့ရှိရင်282ဒေါ်လာ premium ရသွားပါတယ် collateral အပြင်1200ပေါ့နော်ဒေါ်လာ1200ထားလာပါတယ် fees အနေနဲ့ကတော့ 1.28 ဒေါ်လာကုန်ကြပါတယ် total ရသွားတာဒီ cash အနေနဲ့ရသွားတာဒီ280.82 American US dollar ဖြစ်ပါတယ် profit percentage ကတော့ 2.65 ပေါ့နော်ဒါကျွန်တော် CSP ရောင်းတာချင်းဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ပတ်ကျတော့သူက strike price ဖြစ်တဲ့51အောက်ကိုကျသွားတဲ့အချိန်မှာကျွန်တော်အနေနဲ့ကဒါ calendar spread ပေါ့နော် calendar spread ဆိုတာကကျတော့အခုဒီတစ်ပတ်ကုန်မဲ့ဟာကိုကျွန်တော်ပြန်ဝယ်လိုက်တယ်ဝယ်ဒီတစ်ပတ်ကုန်မဲ့ position ဖွင့်ထားတဲ့ဟာကိုကျွန်တော် bind to close လုပ်ပြီးတော့နောက်ထပ်တစ်စောင်ကိုကျွန်တော်ကဈေးအမြင့်ရပြီးတော့ကျွန်တော်ပြန်ဖွင့်လိုက်တယ်ပေါ့နော်ဆိုတဲ့သဘောတရားပထမတစ်စောင်ကိုပိတ်လိုက်တဲ့အချိန်ကျတော့သူကပတ်စံ amount တစ်ခုပေးရပါတော့နောက်ထပ်တစ်စောင်ထပ်ဖွင့်လို့ရှိရင်အမြတ်ကထပ်ရပါတယ်ဒီလိုမျိုး calendar spread လုပ်လိုက်တာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်တော့ဒီမှာ SMCI ကို bind to close ကိုနှိပ်ရပါတယ်ပြီးသွားလို့ရှိရင်ဒီမှာ51ဒီမှာတစ်စောင်ရှိပါတယ်နောက်တစ်ခုက ဒီမှာဆိုလို့ရှိရင် bind to close လုပ်ရတဲ့အတွက်ကြောင့်မလို့တစ်စောင် 2.36 ပေးရတဲ့အတွက်ကြောင့်မလို့အနှုတ်ထည့်ပေးရပါတယ်ပြီးသွားလို့ရှိရင်ဒါကျွန်တော်အဝါရောင်လေးပြတာပေါ့နော်ဒါ minus ဖြစ်ခဲ့တဲ့အကုန်လုံးကျွန်တော်အဝါရောင် highlight လေးနဲ့ထည့်ထားပါတယ်ဒီမှာဆိုလို့ရှိရင်236ဒေါ်လာပေးလိုက်ရတယ်နောက်တစ်ပိတ်ပြီးတော့နောက်တစ်ပတ်ပေါ့နော်ဒါ24ရက်နေ့အောက်တိုဘာကုန်မဲ့ဆောင်ကိုကျွန်တော်ပိတ်ပြီးတော့နောက်ထပ်တစ်ဆောင်ကျွန်တော်ထပ်ပြီးတော့ဖွင့်လိုက်ပါတယ်နောက်ထပ်တစ်ဆောင်ဖွင့်တဲ့အချိန်မှာUS ဒေါ်လာ336ရတဲ့ကြောင့်မို့ဒီနှစ်ခုရဲ့ခြားနာချက်ဆိုရင်တစ်ဆောင်ကိုကျွန်တော်အနေနဲ့က100ပေါ့နော်ဒေါ်လာ100ရသွားပါတယ်ဒီလိုမျိုးပဲ SMC ရဲ့2ဆောင်ရှိရတဲ့ကြောင့်မလို့2ဆောင်ကိုကျွန်တော် bind to close လုပ်ပြီးတော့ set to open ပေါ့နော် calendar spread ဖွင့်လိုက်တဲ့ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီ2ဆောင်လုံးရဲ့ပေါ့နော်ခြားနာချက်က216ဒေါ်လာကျွန်တော်ထပ်ရသွားတယ်ပေါ့နော်ဒီသဘောတရားဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့တနေ့ကို trade လုပ်တဲ့ဒီ ticker လေးတွေပေါ့နော်ဒါလေးတွေကိုမိတ်ဆွေတို့အနေနဲ့ record လုပ်ပြီးသွားလို့ရှိရင်ဒီ dashboard မှာဘယ်လိုထည့်ရမလဲဆိုလို့ရှိရင်เนาะကိုက1ရက်နေ့အောက်တိုဘာစရဆိုရင်1ရက်နေ့အောက်တိုဘာเนาะဒီနေ့ကတော့26အောက်တိုဘာဖြစ်တဲ့ကြောင့်မလို့ဒါ trading day ဆိုလို့ရှိရင်25ရက်ရှိပါပြီဒီမှာဆိုလို့ရှိရင် week number 42ဆိုရင်ကျွန်တော်ကတော့ equal to ပေါ့เนาะ sum ပေါ့เนาะပြီးတော့ queen စာဒါ week number 42သွားရမယ်ဘယ်လိုသွားရမလဲဆိုလို့ရှိရင်တော့ဒါ profit ကိုသွားရပါမယ် net profit ပေါ့เนาะပြီးတော့ဒီအောက်ထိဆွဲချပေါ့เนาะဒါ rule number 16ထိရှိတဲ့အားကိုကျွန်တော်ဆွဲချပြီးတော့ point ပိတ်ပြီးအလားခောက်လိုက်ရင်အဲ့ဒီအပတ်မှာ sorry ဒီမှာတင်ရပါเนาะ where to sum profit ကဒါတွေအားလုံးပေါ့เนาะ rule number ရှစ်ကနေပြီး16ပေါ့เนาะ column အနေနဲ့ဆို n ပေါ့เนาะအဲ့ဒါနှိပ်လိုက်လို့ရှိရင်1245.3နေဖြစ်ပါတယ် fees ကိုသိချင်တယ်ဆိုလို့ရှိရင်တော့ fees ရှိတဲ့ column ကိုသွားရပါမယ် equal to sum ခွဲစားနှိပ်ပြီးသွားလို့ရှိရင်ဒီ fees တွေအားလုံးကိုပေါင်းလိုက်ပေါ့เนาะပေါင်းပြီးခွင့်ပြပေးပြီးအဲ့ဒါခောက်လိုက်ရင်ဒါ fees တက် net profit တက်ဆိုပြီးထွက်လာတာပေါ့เนาะဟုတ်ပြီ week number 43ကိုစမ်းကြည့်အောင်week number 43မှာဆိုလို့ရှိရင်ဒါ profit တွေပေါ့เนาะပြီးတော့ဒါ option fees ဆိုလို့ရှိရင်ဒါ fees တွေကို week number 43မှာရှိတဲ့ fees တွေကိုပေါင်းလိုက်ရုံပဲဒါဆိုလို့ရှိရင်ကိုယ်အနေနဲ့ week number 42မှာတကယ်ဘယ်လောက်ရခဲ့လဲ
week number 43မှာဘယ်လောက်ရလဲပေါ့နော်ဒီသဘောတရားပေါ့နော်ဒါဆိုရင် fees ကတက်တက် net profit ကတက်တက်ဖြစ်သွားပါတယ်ဒါဆိုလို့ရှိရင်ရောဒီပုံမှာ formula ချိန်ထားပါတော့ average net profit per day ကိုသိချင်တယ်ဆိုလို့ရှိရင်ဒါဆိုရင်တရက်ကို109.9ပေါ့နော် US ဒေါ်လာဖြစ်ပါတယ်စင်ကာပူဒေါ်လာကတော့ဒါကျွန်တော် auto ဟိုချိန်ထားပါတော့ formula ချိန်ထားဖြစ်ပါတယ်ဒါအကြမ်းမြင့်လေးပေါ့နော်ဒီအတိအကျတော့မဟုတ်ဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင် net profit year to date ဆိုတာကိုစားခဲ့တဲ့နေ့ရစပြီးတော့ဒီနေ့အချိန်ထိ trading လုပ်တဲ့နေရာနေပြီးတော့ဘယ်လောက်ရခဲ့လဲဆိုတာကိုတွက်ထားခြင်းဖြစ်ပါတယ်ဒီလိုပေါင်းလိုက်ရင်ရပါပြီဖြစ်ပါတယ်ဒါ fees ပေါ့နော်ဒါ year to date ဆိုရင်ဘယ်လောက်ရှိလဲပေါ့နော် fees ကဒါ year to date ဆိုလို့ရှိရင်ဒါစစကို trade ကနေပြီးတော့အခုချိန်ထိဆိုရင်29.45ပေါ့နော်ဒါမိတ်ဆွေတို့ရဲ့ trading record နဲ့ကျွန်တော်ကနေတူမှာမဟုတ်ပေါ့နော်ဒါသဘောတရားကိုကျွန်တော်ကရှင်းပြပေးခဲ့တာဖြစ်တာပေါ့နော်အခုဆိုလို့ရှိရင်ဒါ week number ဆိုကြပါစို့မိတ်ဆွေတို့အနေနဲ့ဒီမှာပြီးသွားပြီပေါ့ trading ပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာကိုမိတ်ဆွေကဖြတ်လိုက်ပေါ့နော်ဖြတ်ပြီးရင်ဒီကပြန်ကူးပြီးတော့ဒီမှာပြန်ထည့်ပေါ့နော်ဒီတစ်ပတ်က trading ပတ်စဉ်44ဆို44ပေါ့နော်ပြီးရင်ဒီမှာအကယ်လို့မိတ်ဆွေတို့မှာ23နဲ့ဆုံးသွားတယ်ဆိုရင်ဒီမှာ value မှာ24ထည့်လိုက်ရုံပဲပေါ့နော်တူကျန်တာအကုန်ချင်းသွားတာဖြစ်ပါတယ်ဒီမှာကိုလိုတဲ့လောက်ထပ်ထည့်လိုက်ပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော်ခုနပြခဲ့သလိုပေါ့နော်ဒီ dashboard မှာဒီ net profit ရယ် fees လေးလိုက်ထည့်လာတာ ਨੇ ဒီမှာဖြစ်သွားမယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခါတော့ deposit နဲ့ withdraw ပေါ့ deposit နဲ့ withdraw ကမိတ်ဆွေတို့အနေနဲ့ဘာတွေလုပ်ရမလဲဆိုလို့ရှိရင်တော့ကိုအနေနဲ့ခုနဟာလာကျွန်တော်ခုနပြောခဲ့သလိုပေါ့တရက်နေ့အောက်တိုဘာမှာဘယ်လောက်ထည့်ခဲ့ပါလဲတရက်နေ့အောက်တိုဘာ1000ထည့်ခဲ့တယ်ဆိုလို့ရှိရင်တရက်နေ့အောက်တိုဘာမှာဒါမိတ်ဆွေအနေနဲ့1000ပေါ့နော်1000ထည့်တယ်ပေါ့ဒီနေ့ဒီမှာကျန်တဲ့နေ့မှာဘာမှမထည့်ရသေးဘူးဆိုတော့ဘာမှမထည့်ဘူးပေါ့နော်တကယ်လို့ withdraw မရှိဘူးဆိုရင်လည်းမိတ်ဆွေလို့မရှိဘူးပေါ့နော်ဒီမှာဘာမှထည့်ကြမလိုပါဘူးနော်ဒီမှာဘာမှထည့်ကြမလို့ပေါ့နော်ဒီ date တွေလည်းထည့်ကြမလို့ပေါ့နော်တကယ်လို့မိတ်ဆွေအနေနဲ့ကဒါ10ရက်နေ့အောက်တိုဘာမှာပတ်စံဟိုထုတ်လိုက်တယ်ထားပါတော့100ထုတ်လိုက်တယ်ဆိုလို့ရှိရင်အော်တိုချင်းသွားမှာပေါ့နော်ဒါမိတ်ဆွေအနေနဲ့ဒါအရှိမအောက်တိုဘာအရှိမဘာမှမရှိရတဲ့ကြောင့်မလို့ဒါ0ထည့်ထားလေရတယ်ပေါ့နော်အကယ်၍ဆိုကြပါစို့မိတ်ဆွေရဲ့ trading account ထဲကို26ရက်နေ့အောက်တိုဘာမှာပတ်စံနောက်ထပ်1000ထည့်လိုက်တယ်ဆိုလို့ရှိရင်မိတ်ဆွေကဒါ2000ဖြစ်သွားပြီပေါ့နော်ဒါဆိုလို့ရှိရင်မိတ်ဆွေဒီမှာဘာလုပ်လို့ရလဲဆိုလို့ရှိရင်ဒီအောက်တိုဘာမှာဆိုလို့ရှိရင် equal to ဒီနှစ်ခုလာပေါင်းလိုက်ပေါ့နော်ဒီကောင်အပေါင်းဒီကောင်နှစ်ခုရှိရင်လည်းနှစ်ခုပေါ့နော်ဒီမှာဆိုလို့ရှိရင် withdraw မှာဆိုလို့ရှိရင်အောက်တိုဘာမှာဆိုလို့ရှိရင်တစ်ခုရှိရတယ်တစ်ခုပေါ့နော်တကယ်လို့26ရက်နေ့အောက်တိုဘာမှာပဲမိတ်ဆွေကဒါ90ထုတ်လိုက်တယ်ဆိုလို့ရှိရင်လည်းဒီမှာ50ပေါ့နော်ပေါင်း50ပေါ့ပြောချင်တဲ့သဘောတရားဒီ deposit နဲ့ withdraw ကတော့ဒါလုပ်ခဲ့တဲ့ transaction တိုင်းကို date လိုက်ကိုမှတ်တာဖြစ်တယ်ဒီဘက် table လေးကကြတော့ဒါလအလိုက်ပေါ့နော်ဒီမှာဆို12 column ရှိတယ်ဒီမှာလအလိုက်ထည့်တာဆိုတဲ့သဘောဖြစ်ပါတယ်ဒါဆိုရင်သူက total deposit ကိုကြည့်လိုက်ရင်ဒါ2000ဖြစ်ပါတယ် total deposit ဒီ2000ဒီ deposit တစ်ခုချင်းစီပေါင်းတဲ့ဒီ2000နဲ့ဒီလချုပ်စီရင်မှာပါတဲ့2000နဲ့ညီရပါမယ်မညီတာမှားတယ်ပေါ့နော်တစ်ခုခုမှားနေတာဖြစ်တယ်နောက်တစ်ခါ total withdraw မှာဆိုလို့ရှိရင်လည်းဒီ withdraw လုပ်တိုင်း record လုပ်တဲ့ဒီ transaction လေးတွေပေါ့နော် transaction လေးတွေရဲ့နောက်ဒါကြုံမှာရှိတဲ့ဒီ150ဒီနှစ်ခုကကွက်တီတူရပါမယ်အဲ့ဒါဆိုရင် total net inflow ပေါ့နော်ဒါဆိုရင်2000ထဲမှာ150နှုတ်တဲ့ကြောင့်မလို့19850ပေါ့နော် total net inflow ကစင်ကာပူဒေါ်လာပေါ့နော်19850ဖြစ်ပါတယ်။ကြည့်မိတ်ဆွေ trading account ကဆိုတော့ Canadian dollar ဆိုလဲ Canadian dollar ပေါ့နော်စသဖြင့်မျိုးစုံထည့်လို့ရပါတယ်။ဂျပန်ယန်ဆိုလဲဂျပန်ယန်ပေါ့နော်။ဒီမှာကျတော့
ကျွန်တော် USD ကို convert လုပ်ပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော် trade လုပ်တဲ့ option တွေအကုန်လုံးဒီပါဒါ US option တွေကျွန်တော် trade လုပ်တာပေါ့နော်ဆိုတော့ကျွန်တော် US ဒေါ်လာနဲ့ကျွန်တော်မှတ်နေရှိတယ်ဒီမှာဆိုလို့ရှိရင် total net inflow ကိုကျွန်တော် Singapore ဒေါ်လာကနေပြီး US ဒေါ်လာ convert လုပ်တာကတော့ကျွန်တော် formula ချိန်ထားပြီးသားပေါ့နော်ဒါဒီနေ့ပေါက်ဈေးဖြစ်ပါတယ်ဒီနေ့ currency ပေါက်ဈေးနဲ့ဆိုလို့ရှိရင် 15283.93 US ဒေါ်လာဖြစ်တယ်ဒါတွေကတော့အချိန်နဲ့အမြအမြဲပြောင်းနေပါတယ်ဒီနေရာမှာတစ်ခုရှိတာပေါ့နော် limitation ရှိတယ်ဒီ template လေးကဘာ limitation လဲဆိုတော့ဒီထဲမှာဆိုလို့ရှိရင်အကယ်၍မိတ်ဆွေကဆိုကြပါစို့ဒီ CRWV ပဲထားပါတော့သူ့ကို call option ရောင်းနေဆိုတာဒီမိတ်ဆွေအနေနဲ့ကဒါ CRWV အဆောင်100ပိုင်တာပေါ့နော်အခုလောလောဆယ် 132.55 အကယ်၍ CRWV ကအနေမှာဟို result ကောင်းလို့ထားပါ150ဖြစ်သွားတယ်ဆိုလို့ရှိရင်မိတ်ဆွေရဲ့ trading account ထဲမှာဒါ profit တွေ position ရဲ့ PNL တွေကတော့တက်နေမှာပေါ့နော်ဒီမှာကတော့ position PNL တွေမရှိတဲ့အတွက်ကြောင့်မလို့မတက်ဘူးပေါ့နော်ဒီမှာကတော့ record လုပ်တာဒီဘာအဓိက record လုပ်တာလဲဆိုလို့ရှိရင်ကိုတကယ်ရခဲ့တဲ့ပတ်စံတွေကိုတကယ်ပေးလိုက်ရတဲ့ fees တွေဒါကိုက track record လုပ်တာဖြစ်ပါတယ်ဒါကိုကြည့်ရင်အပြင်မိတ်ဆွေအနေနဲ့ကိုတကယ်ရောမြတ်ရဲ့လားကိုတကယ်ရင်းထားတဲ့ amount ပေါ်မှာဘယ်လောက် return ရလဲဆိုတာကိုကိုကကြည့်လို့ရတယ်ပေါ့နော် training record မှာကြတော့ तू ကဟိုအချိန်နဲ့အမျှ stock share ဈေးနှုန်းတွေကဒါ training hour ပဲဖြစ်ဖြစ် post ဟိုเนาะ regular hour ပြီးတော့ training hour ပြီးတော့ဒါ post hour မှာပဲဖြစ်ဖြစ်ပေါ့เนาะ post trading hour ဖြစ်ဖြစ်ပေါ့เนาะဒီပြောင်းနေတဲ့ဈေးနှုန်းအတိုင်းကိုသူကလိုက်ပြောင်းတာဖြစ်တဲ့ကြောင့်မလို့ position ပြည့်နေအမြင်နဲ့ပြောင်းတာပေါ့เนาะဒီမှာကြတော့ဒါတကယ်ရတဲ့အမောက်ကိုကပြန်ပြီးတော့မှတ်သားလာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်တကယ်ရတဲ့အမောက်ကိုမှတ်သားတယ်ဆိုတော့ဒီ1245တကယ်ရပြီလားဆိုတာမေးရရှိတယ်အကယ်၍ဆိုကြပါစို့1245မှာ week number ဆိုကြပါစို့ week number 45ပဲထားပါတော့ week number 45 9ရက်နေ့ November မှာကုန်မဲ့တစ်ခုရှိရပဲထားပါတော့ဒါကိုကျွန်တော်က9ရက်နေ့ November ပဲထားပါတော့ဒါဆိုရင်เนาะဒီမှာ put option ရောင်းလိုက်လို့တကယ်ရခဲ့တဲ့เนาะဆိုရပါလို့ဒီကောင်တကယ်ရခဲ့တယ်ပဲထားပါတော့เนาะ 0.9 တကယ်ရခဲ့တဲ့$98ဒီ week number 43ရဲ့ဒီစင်းရင်းထဲမှာပါသွားမယ်$98လေးကဒီ1600ကျော်ထဲမှာလာပေါင်းတာဒါပေမဲ့ဒီ1600က position ပြန်ပေးရမှာလေးတွေရှိရပြကြမလို့ဒါဒီတကယ် realize မဟုတ်ဘူးပေါ့နော်realize ကဘယ်ချိန်မှာဖြစ်မလဲဆို position ပေးလိုက်မှာပဲဒါကိုက realize ဖြစ်သွားမှာပေါ့နော်အဲ့တော့ကိုအနေနဲ့တကယ် CSP ရောင်းလိုက်ပြီးမဲ့လေတကယ်ငွေရတာမဟုတ်ဘူးပေါ့နော် position ပေးလိုက်တော့မှရသွားခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒါ trading မှာဆိုလို့ရှိရင်ကိုက handle ဖြစ်ရမယ်ဆိုတာပြောချင်တာဖြစ်တာပေါ့နော်အခုဒီမှာဆိုလို့ရှိရင်ဒီ record လေးလုပ်ချင်းအပြင်ကောင်းကျိုးလေးကဘာသိရမလဲဆိုလို့ရှိရင်ကိုတကယ်တစ်ပတ်ဘယ်လောက်မြတ်နေပြီလဲဘယ်လောက်တကယ်ရနေပြီလဲ fees အနေနဲ့ရောတစ်ပတ်တိုးလာသလားလျော့သွားသလားပေါ့နော်ဥပမာမိတ်ဆွေအနေနဲ့ဒါ record အရင်ဟို trading အရင်များတယ်ဆိုလို့ရှိရင်ဒါ record ကလည်းများပဲပေါ့နော်အဲ့ဒါဆိုလို့ရှိရင် fees ကလည်းအရင်များမှာဖြစ်တယ်ဒါပေမဲ့ဟိုဥပမာ Nvidia လိုမျိုးတစ်စောင်းတိကအရင်ကောင်းတယ်ပေါ့နော်ဒါ fundamental နဲ့အရင်ကောင်းတာပေါ့နော်အခုဒီမှာဆိုလို့ရှိရင် Nvidia ဆိုရင်186 SMCI ဆိုလို့ရှိရင်ဒါ48ပေါ့နော်ဒါဆိုလို့ရှိရင်ဘယ်နှဆလောက်กว่าလဲဆိုလို့ရှိရင်4ဆလောက်กว่าတာပေါ့နော် SMCI 4ဆောင်ဖွင့်မဲ့အစား Nvidia လို့မျိုးတစ်ဆောင်ပဲဖွင့်မဲ့ဆိုရင် fees ကထူကြပါဆို 1.41 လောက်ပဲပေးရမယ်ပေါ့နော် SMCI 4ဆောင်ပေးရမယ်ဆိုလို့ရှိရင်တော့ဒါ 1.3 ကို4နဲ့မြောက်ပေါ့နော်ဒီသဘောတရားဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့နဲ့ကျွန်တော်အကြံပေးချင်တာကတော့ဒီ fundamental နဲ့ကောင်းမယ်ဒီကိုအနေနဲ့ collection များရှိမယ်ဆိုလို့ရှိရင်တော့ဒါဒေါ်လာ100ကျော်150 200လေးတွေကိုရင်းနိုင်ရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒီဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီ option training လုပ်ပြီးသွားလို့ရှိရင်ဒီ record လေးကအကျိုးပြုမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီ video လေးကတော့ကို deposit withdraw ဘယ်လောက်ရှိလဲနောက်ပြီးသွားလို့ရှိရင် option trading ရဲ့ record ကိုrecord အနေနဲ့မှတ်ထားခြင်းတာရယ်နောက်တစ်ခုကကြတော့ဒါ strategy တွေပေါ့နော်တစ်ပတ်ကိုဘယ်လောက်ရလဲတနေ့ကိုပြန်အဖြစ်ဆိုလို့ရှိရင်ဘယ်လောက်ရနေလဲဆိုတာကိုမှတ်တမ်းတင်ပြီးတော့ကိုယ့်ရဲ့ Google ရှိထဲမှာပြန်ကြည့်လို့ရတယ်ပေါ့နော်တကယ်လို့နောက်နှစ်ပေါ့နော်2026ရောက်တယ်ဆိုလို့ရှိရင်မိတ်ဆွေအနေနဲ့ဒါကြီးကိုcopy paste လုပ်ပြီးသွားလို့ရှိရင်မလိုတာတွေဖြတ်ပြီးသွားလို့ရှိရင် formula ချိန်ပြီးသွားလို့ရှိရင်ပြန်ပြီးတော့73လို့ရပါတယ်ပြီးတော့နောက်တစ်ခုကဒီ capital ပေါ့နော်ဒီ capital ကိုလည်းမိတ်ဆွေအနေနဲ့ဒါ manual adjust လုပ်ရင်တော့ပို့ပြီးတော့ကောင်းပါတယ်ဒါပေမဲ့ဒီဟာတွေကတော့အရင်တော့အရေးမကြီးဘူးပေါ့နော်ဒီနေရာမှာတကယ်အရေးကြီးတာကတော့ဒါ dashboard ပေါ့နော်ဒီ week number လိုက်ဘယ်လောက်ရလဲဆိုတာရယ် fees ဘယ်လောက်ကုန်တာရယ်တရက်ကိုဘယ်လောက်ရလဲဆိုတာရယ်နောက်တစ်ခုကတော့ deposit နဲ့ withdraw မှာဆိုလို့ရှိရင် withdraw တွေကများနေလားပေါ့
ပေါ့နော်ဒီဟာလေးကြည့်ဖို့အတွက်ပဲဒီ template ကပို့ပြီးတော့အထောက်အကူပြုပါတယ်အဆုံးဗီဒီယိုကိုအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးက miss တွေလို့ option trader တွေအတွက်ဆိုလို့ရှိရင်ဒါ record အနေနဲ့လုပ်လို့ရမယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်